မင်္ဂလာပါဒီနေ့ကတော့အမတို့2025လ2025ပါဒီနေ့ကကမာရွတ်ဆိုင်ခွဲကိုရောက်ရှိနေပါတယ်ဒီနေ့ပြမယ့်ဗီဒီယိုလေးကအမတို့ like ကတက်နီးလေးကို remind လေးပြန်လုပ်ပေးပါမယ်ဆိုင် ဒီလိုဖတ်တတ်မယ်ဆိုလို့ရှိရင်ပေါ့နော်ဒီလိုမျိုးမတက်ဘဲနဲ့ဒီလိုမျိုးဘက်ကနေစာပြီးတက်မယ်တက်ပြီးသွားတဲ့ခါကျရင်အမတို့ကမမငုတင်ပေးထားတဲ့ဗီဒီယိုဖိုင်တိုင်းပေါ့နော်ဗီဒီယိုဖိုင်တိုင်းအမတို့ကနှစ်ထပ်မှာဖြစ်တဲ့အတွက်ဒီနှစ်ကွင်းနောက်ဆုံးနှစ်ကွင်းမှာနေပြီးတော့မှအမတို့ကထပ်မယ်ဒီလိုထပ်မယ်ထပ်ပြီးရင်ပြန်ထည့်မယ်ထည့်သွားမယ်ဟိုဘက်ပိတ်ဒီဘက်ပိတ်ဖြစ်ရမယ်ပေါ့နော်လိုက်ကာတွေကလေတွေ့လားအဲ့လိုဖြစ်မယ်ခါလေးပြီးမှတက်နေချက်ပြပေးမယ်နော်ပုံမှန်တိုင်းဆိုရင်အမတို့ကတက်တဲ့ခါကျရင်ဒီကတီးတန့်ကတ်တဲ့ခါကျရင်အလဲမှာဂျားကလေအလဲကဟိုပေါ်နေတတ်တယ်ဒီလိုမမတို့ကဒီလိုမျိုးနှစ်ထပ်တက်လိုက်တယ်ဆိုရင်ဂျားထဲမှာမပြတ်တော့ဘူးပေါ့နော်အားလေဟိုမဗီဒီယိုဖိုင်မမငုကဗီဒီယိုဖိုင်ပို့ပြီးတင်ထားပေးဘူးလေဒါပေမဲ့ဆိုင်လေးမှာနည်းနည်းလေးလိုနေလို့လေပြီးမပြပေးမှထပ်ပြီးတော့နော်ဒီမှာအဲ့မှာမပြမယ်ဒီမှာလိုက်ကာတန်းကိုတက်ပြီးသွားပြီဆိုရင်ဒီဘေးကနေမမတို့ပြန်ချုပ်ဖို့လိုတယ်ဒါချုပ်ပြီးသွားတော့မှအဲဆိုရင်ဟိုဘက်ကနေဘယ်လိုပဲဆွဲလိုက်ကာကမတွန့်တော့ဘူးပေါ့ကွယ်သူ့ရဲ့ချုပ်တန်းကိုအပြင်ကနေလုပ်ဖို့လိုတယ်ပြီးတော့မှအမတို့ကလိုက်ကာဘူဒီကိုပြန်တက်ပေါ့နော်အဲ့ဒါဆိုရင်ဘယ်လိုပဲဆွဲအဆင်ပြေတယ်ဒီမှာပြင်နှစ်ဖက်ပြပေးမယ်နော်ရပြီကဲတရားဆိုရင်လည်းဒီလိုမျိုးပြန်ထည့်မယ်ထည့်ပြီးတော့အမတို့ပြန်ချုပ်မယ်ရောက်တာပြန်တက်ရပြီပြီးတော့မမတို့အတွန့်ပြန်ဖွင့်မယ်အဲ့ဆိုရင်ဒါဆိုရင်လေမမတို့ကမာရုပ်ဆိုင်ရပါတော့ဒါမမတို့လည်းမသိခဲ့ပါဘူးဟိုးရင်တော့မမတို့လည်းကမာရုပ်ဆိုင်ဖွင့်တာလည်းကြာပြီလေနော်ဒါပေမဲ့အဲ့တုန်းကမမတို့မသိခဲ့ဘူးအခုကျတော့မမတို့တင်ပေးလို့ပြေတော့အခုကျတော့မမတို့အလဲရပဲကြည့်မလားဘေးကနေပဲကြည့်မလားသူကမတွန့်နိုင်တော့ဘူးကွာတောင်းမတွန့်တော့ဘူးအဲ့တော့မှသားတို့မိတို့ကကျတော့မမတို့ဆိုင်ရွက်တာဝန်ခံတွေအကုန်လုံးကကျတော့လိုက်ကာကိုအတွန့်လေးပြန်အညီထားပေးပေါ့နော်အညီလေးထားပြီးအညီထားပြီးလိုက်ကာတခုကအရန်လှတယ်ပေါ့နော်အဲ့ဒါလေးကိုမမဒီအခုကမာရုပ်ပြီးရင်မမနောက်ထပ်ကဆိုင်ခွဲတွေကများတော့ကုန်လာအောင်မယ်နောက်ထပ်ဆိုင်ခွဲတွေအကုန်လာမှာဖြစ်တဲ့အတွက်အဲ့ဒါတွေပါမမကတခါတည်းမမလာတယ်မလာခင်မှာကြိုတင်ပြီးတော့မှပြင်ဆင်ထားစေချင်ပါတယ်အခန်းတိုင်းဝန်ထမ်းအခန်းတွေပါလိုက်ကာတွေပြန်ပေးပါနော်ကျေးဇူးပါ